Hello sweetheart ဒီနေ့မှာတော့ yoga အခြေအနေနဲ့ပတ်သက်တဲ့ fine reading လေးကိုလုပ်ထားပေးပါတယ်ဆိုတော့ဒီ fine reading လေးကကြတော့အခုလက်ရှိဒီ video ကိုကြည့်တဲ့အချိန်ကနေစပြီးတော့နောက်ထပ်3လအတွင်းပေါ့နော်ကိုယ့်ရဲ့အခြေအနေဘယ်လိုမျိုးဆက်ပြီးတော့ဖြစ်လာမလဲဆိုတော့ခါလေးပေါ့နော်အဲ့ဒါလေးကိုကြည့်ထားပေးပါတယ်ဆိုတော့ဒီမှာတွေ့နေရတဲ့ဖိုင်လေး3ခုထဲကနေပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာ energy drop ဖြစ်တယ်လို့ခံစားရတယ်ဖိုင်လေးတစ်ခုကိုရွေးချယ်ပြီးတော့ဒါဒီ caption မှာရေးပေးထားတဲ့ time stamp လေးအတိုင်းပေါ့နော်ကိုယ့်ရဲ့ reading လေးကိုတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ဒီ video လေးကိုကြိုက်တဲ့ဆိုလို့ရှိရင် like and share လုပ်ခြင်းဖြင့် you ကိုကူညီပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ် Hello ဒါလေးကတော့ဖိုင်1ကိုရွေးချယ်ထားတဲ့သူလေးအတွက် reading ဖြစ်ပါတယ်ဆိုတော့လာမယ့်3လအတွင်းပေါ့နော်ကိုယ့်ရဲ့ချိန်လေးဘယ်လိုမျိုးဆက်ပြီးဖြစ်လာမလဲဒါမျိုးလေးကြည့်လိုက်တဲ့အခါမှာဆိုရင်အယုံဆုံးပေါ့နော်ဒီမှာမြင်ရတဲ့လောက်ဆိုလို့ရှိရင်အခုလက်ရှိပေါ့နော်ကိုယ့်ရဲ့အခြေအနေမှာတချို့လေးတွေကပေါ့နော်ကိုနဲ့ကိုအလိုနည်းနည်းလေးစကားပြောဖြစ်နေတဲ့သူမျိုးဒါမှမဟုတ်လေကိုနဲ့တယောက်နဲ့ကြားထဲမှာပေါ့နော်လို့စိတ်ဝင်စားမှုချင်းရှိနေတဲ့သူတယောက်ကြောင့်တယောက်သိအောင်ပေါ့နော်လုပ်နေတဲ့သူမျိုးလေးတွေအဲ့လိုမျိုးလေးပါနေတယ်လို့ခံစားမိရပေါ့နော်ဆိုတော့တယောက်ယောက်အဲ့လိုမျိုးကိုနဲ့အဲ့လိုဆက်သွယ်လုပ်ဖြစ်နေတဲ့သူဒီလိုမျိုးရှိရဆိုရင်ဒီ3လအတွင်းမှာပေါ့နော်သူနဲ့ကိုနဲ့ကြားထဲမှာဆက်ဆက်ရင်အခြေအနေလေးတွေကပေါ့နော်ရှေ့ကိုတိုးတက်တဲ့အနေအထားမျိုးဖြစ်နိုင်တယ်။ပြောရင် maybe အခုလက်ရှိမှာ situation ရှက်ပုံစံမျိုးဆိုလို့ရှိရင်နောက်ထပ်လာမယ့်လပိုင်းဒီမှာဆိုလို့ရှိရင်ပေါ့နော်သူနဲ့ကိုယ်နဲ့ခြားထဲမှာအခြေအနေတစ်ခုအထိကိုတက်လန့်ဖြစ်တာမျိုးရှိနိုင်တယ်ခံစားချက်ပိုင်းဆိုင်ရာပို့ပြီးတော့တေချာသွားတာမျိုးနည်းနည်းပို့ပြီးတော့တိဖြစ်လာတဲ့ပုံစံမျိုးဒီလိုမျိုးဖြစ်နိုင်တယ်လို့တွေ့ရနှစ်ယောက်ခြားထဲမှာရှိတဲ့ဒီ energy ပေါ့နော်ဒီ bond ဖြစ်တဲ့ဒီconnection လေးရပေါ့နော်ပို့ပြီးတော့တယောက်နဲ့ခြားထဲမှာခိုင်မာလာနိုင်တဲ့အနေအထားမျိုးလေးရှိရလို့တွေ့ရပေါ့နော်ဒါကတော့ကိုနဲ့အခုလက်ရှိမှာတယောက်စကားပြောနေတဲ့သူရှိရယ် situation ရှက်ပုံစံမျိုးရှိရယ်ဆိုလို့ရှိရင်တစ်ဖက်လူနဲ့ကိုနဲ့ခြားထဲမှာ maybe နောက်ထပ်ပေါ့နော် relationship ပုံစံမျိုးအထိသွားနိုင်တာမျိုးဖြစ်နိုင်တယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ပေါ့နော် message လေးတစ်ခုရတယ်ဆိုတော့တယောက်ကကိုနဲ့ပတ်သက်ပြီးတော့တွေးနေတယ်ကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီစိတ်ခံစားချက်ရှိရယ်ဆိုတော့အဲ့လိုမျိုး message မျိုးလေးရတယ်ပေါ့နော်လက်ရှိမှာကို့အကြောင်းစဉ်းစားမိနေတဲ့သူရှိတယ်ဆိုတော့ဒီလူကကိုနဲ့အခုလက်ရှိကိုအဲ့လိုမျိုးပတ်သက်မှုတစ်စုံတစ်ရာရှိနေတဲ့သူဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်လဲကိုကိုတိတ်ခုပေါ့နော်ကြိတ်ပြီးတော့သဘောကျနေတဲ့သူလည်းဖြစ်နိုင်တယ်ပေါ့နော်ကို့အကြောင်းတွေးနေသူရှိတယ်ကိုသဘောကျနေတဲ့သူတယောက်ရှိရယ်ဆိုတဲ့ energy မျိုးလေးခံစားရတယ်ဆိုတော့ဒါကတော့ကိုနဲ့ပေါ့နော်လက်ရှိအဲ့လိုစကားပြောနေတဲ့သူပိုင်းနဲ့တစ်မျိုးရှိရဲဆိုလို့ရှိရင်ခံစားမိတဲ့ energy မျိုးပေါ့နော်တကယ်လို့အခုလက်ရှိမှာကိုကလုံးဝ single တယောက်နဲ့မှကိုကအဲ့လိုမျိုးပတ်သက်နေရမျိုးလည်းမရှိဘူးစကားပြောနေရမျိုးဘာညာမရှိဘူးဆိုလို့ရှိရင်လည်းရှိလာလိမ့်မယ်ပေါ့နော်ဒီလာမဲ့3လအတွင်းမှာအခြေအနေနဲ့ပတ်သက်ပြီးထူးခြားမှုကရှိမယ်ပြီးတော့ကိုရဲ့ပေါ့နော်အခြေအနေပိုင်းမှာကိုရဲ့ attraction လေးကလည်းပို့ပြီးတော့ရှိလာလိမ့်မယ်ပြောရင်တော့ပို့ပြီးဆန်းပွင့်လာတာမျိုးပေါ့နော်ကိုရဲ့ energy ကိုဒီကိုပတ်ဝန်းကျင်ကသူတွေကပို့ပြီးတော့တတိထားမိလာတာမျိုးအခြေပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့ကိုစိတ်ဝင်စားမှုတွေပို့ပြီးတော့များလာတာမျိုးတွေဖြစ်နိုင်တယ်လို့တွေ့တယ်ပြီးတော့အခြေပိုင်းမှာထူးထူးခြားခြားလေးပေါ့နော်ကြုံတွေ့ရနိုင်တဲ့အနေအထားလို့ပြောလို့ရတယ်ပြီးတော့ဒီမှာခံစားမိရပေါ့နော်ဒီဖိုင်ကိုရွေးတဲ့သူအများစုပေါ့နော်အများစုက fire sign တွေဖြစ်တာဒါမှမဟုတ်လို့ရှိရင်လည်းဒီဖိုင်လေးနဲ့ပေါ့နော်ပတ်သက်လာမဲ့ဒီအခြေအနေပတ်သက်ပြီးတော့ဝင်လာမဲ့သူက fire sign ဖြစ်တာမျိုးအဲ့လိုမျိုးဖြစ်နိုင်တယ်ဆိုတော့ fire sign ဆိုတဲ့ခါကျတော့ Aries Leo Sagittarius signs ပေါ့နော်ဒီ signs လေးတွေကိုဒီမှာတွေ့ရတယ်ဒီမှာပေါ့နော် fire energy မျိုးလေးရှိရယ်ပြီးတော့အခြေပိုင်းမှာကလေကိုအတွက်ကိုပေါ့နော်ဒီမှာတစ်ခုခံစားမိရကြတော့အဲ့လိုဘယ်လိုပြောမလဲလုံးဝကိုနဲ့အဲ့လို chemistry မိရယ်ဒီမပြောဘဲနဲ့လည်းသိရဆိုရဲအဲ့လိုမျိုးပေါ့နော်ဒီတယောက်နဲ့ခြားထဲမှာကြိတ်လိုက်တာနဲ့တစ်ဖက်လူစိတ်ထဲမှာဘာတွေတွေးနေလဲကိုကပေါ့နော်သူနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစဉ်းစားနေလဲဆိုတော့တစ်ဖက်လူကလည်းအဲ့လိုမျိုးသိတဲ့ခံစားချက်မျိုးရှိတဲ့ connection တစ်ခုကိုယ်စီဝင်လာဖို့ရှိနိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြာတော့လေဒီမှာတွေ့ရတာဒီဖိုင်လေးတွေကချစ်ရည်နဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုပြောမလဲနှလုံးသားတစ်ခါကိုဖွင့်ထားတဲ့သူတွေလို့ခံစားရတယ်ပေါ့နော် open heart ပုံစံမျိုးရှိတယ် self love လည်းရှိရပုံစံမျိုးလေးတွေ့ရပြောရင်တော့အချစ်ခံရဖို့ကိုယ့်ဘက်ကလည်းချစ်ပေးဖို့အစံတန်ဖြစ်နေတဲ့သူမျိုးတွေလို့
ပြောလို့ရတယ်ပြောရင်တော့ချစ်ချစ်မေတ္တာနဲ့ပတ်သက်ပြီးတော့တခြားလေးနားလေတဲ့သူမျိုး love language ပေါ့နော်အဲ့လိုမျိုးစုံနေတဲ့သူမျိုးလို့ပြောလို့ရတယ်ပြောရင်ကိုယ်တရရက်ကိုချစ်ပြီးဆိုလို့ရှိရင်အကုန်လုံးပုံအော်ပြီးတော့ချစ်တတ်တဲ့သူမျိုးဖြစ်နိုင်တယ်ကိုယ်နဲ့တသားတဲ့လို့တွေးတဲ့သူပေါ့နော်ကိုချင်းစာစိတ်လည်းရှိတယ်ပြီးတော့ချစ်ချစ်မေတ္တာတရားမှာဆိုလို့ရှိရင်တာရဲနာရဲအဲ့လိုမျိုးအရင်တွက်ချက်နေတာမျိုးမရှိဘူးပြောရင်တော့နှလုံးသားကြီးမားတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးခံစားရတယ်ဆိုတော့အခြေအပိုင်းနဲ့ပတ်သက်ပြီးတော့ကောင်းလာဖို့ရှိမယ်ပြီးတော့ဒီကိုယ့်အတွက်ကိုပေါ့နော်passionate ဖြစ်တဲ့အဲ့လိုမျိုး connection ပုံစံမျိုးလေးတွေဒီလိုပြောမလဲစိတ်ခံစားချက်ပေါ့နော်အဲ့လိုမျိုးလုံးဝအဲ့လိုဒီဖြစ်တဲ့ပုံစံမျိုးနဲ့ connection မျိုးတွေဒါမျိုးတွေဝင်လာဖို့ရှိလိမ့်မယ်လို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါဖိုင်ကောင်းလေးတွေ reading တွေကတော့ဒီလောက်ပဲပေါ့နော်ကျေးဇူးတင်ပါတယ် Hello ဒါလေးကတော့ Pine 2ကိုရွေးချယ်ထားတဲ့သူလေးတွေ reading ဖြစ်ပါတယ်ဆိုတော့ဒီလာမဲ့ပေါ့နော်3လအတွင်းမှာကိုယ့်ရဲ့အချိန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆက်ပြီးဖြစ်လာဖို့ရှိမလဲဒါမျိုးလေးကြည့်လိုက်တဲ့အခါမှာအယုံဆုံးပေါ့နော်ဒီဖိုင်ကိုရွေးချတဲ့သူတွေထဲမှာဆိုလို့ရှိရင် maybe အခြေအပိုင်းမှာကလေကိုယ့်အနေနဲ့ဖြတ်ကျော်လာခဲ့ရတဲ့ပေါ့နော်အခြေအနေမျိုးတွေအတိတ်မှာရှိခဲ့လိမ့်မယ်ပြောရင်တော့ move on လုပ်ခဲ့ရတဲ့အခြေအနေမျိုးတွေပြီးတော့တခုခုပေါ့နော်အဲ့လိုတော့ကိုမျောလင့်ဆောင်တာနေခဲ့ရတဲ့အခြေအနေမျိုးတွေကိုယ့်အတွက်ကိုအရင်ပေါ့နော်စိတ်ချနှောက်ကိုတိတ်ပြီးတော့မရရှိခဲ့တဲ့ပုံစံမျိုးတွေဒါမျိုးတွေရှိနေနိုင်ခဲ့တယ်လို့တွေ့တယ်တချို့တွေပါဆိုလို့ရှိရင်ပေါ့နော်နည်းနည်းအခြေအပိုင်းမှာကအစမပြေမှုတန်နေရာလေးတွေပေါ့နော်လည်နေခဲ့တဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုထားပါတော့ relationship တစ်ခုဆိုလို့ရှိရင်လည်းအဆင်ပြေလိုက်မပြေလိုက်အဆင်ပြေလိုက်မပြေလိုက်အဲ့လိုမျိုးပေါ့နော် cycle တစ်ခုအနေနဲ့အဲ့လိုလဲနေခဲ့တဲ့ပုံစံမျိုးတစ်ခုခုမှကိုကပိတ်မိနေခဲ့တဲ့အနေအထားမျိုးအဲ့ရနေပြီးတော့ကိုကအခုမှထွက်လာခဲ့တဲ့ပုံစံမျိုးဒါမှမဟုတ်လဲထွက်လာပြီးတော့အခုလက်ရှိမှာကိုတယောက်တည်းလေးပဲပေါ့နော်ဒီတိုင်းပဲflow လေးတစ်ခုနဲ့ဆက်ပြီးသွားနေတဲ့အခြေအပိုင်းမှာအရင်ကြီးပေါ့နော်ဒီစိတ်ထပ်ပြီးတော့မနှစ်ချင်နေဘူးဆိုတဲ့သူမျိုးတွေဒီလိုမျိုးတွေဖြစ်နိုင်တယ်တချို့တွေအတွက်ကကြတော့အခုလက်ရှိမှာမှအဲ့လိုမျိုး move on လုပ်နေတဲ့ကာလပေါ့နော်အဲ့လိုမျိုးလေးလည်းဖြစ်နိုင်တယ်လို့တွေ့တယ်ပြောရတော့လုံးနည်းနည်းပြတ်လိုက်ဆက်လိုက် connection ပုံစံမျိုးတွေကိုကြုံခဲ့ပူတာရှိနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုမျိုးနည်းနည်းလေးမျောနေတဲ့ပေါ့နော်ဇမျောပုံစံမျိုးကြီးတွေပေါ့နော်အဲ့လိုမျိုးတွေကြုံတွေ့ခဲ့ရတဲ့သူမျိုးဖြစ်နိုင်တယ်လို့ခံစားရတယ်ဆိုတော့ဒီလာမဲ့ပေါ့နော်3လအတွင်းမှာဆိုရင်တချို့လူတွေအတွက်ကတော့ပေါ့နော်ဒီတိုင်းမဲ့ကိုကဆက်ပြီးတော့ရှိနေအောင်ပဲပြောရင်တော့ဒါ single ဆိုရင် single အလျောက်ပဲနည်းနည်းဆက်ပြီးသွားဖြစ်တာမျိုးဖြစ်အောင်ပဲဒါပေမဲ့ကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဆိုရင်တော့လွတ်မြောက်မှုပို့ပြီးတော့ရရှိလာမယ်ဒီကိုကြုံခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကပို့ပြီးတော့နားလည်မှုရရှိတာမျိုးတခုခုကိုစိတ်ထဲမှာလက်ခံလိုက်တာလွတ်ချနိုင်သွားတာမျိုးတွေဒါမျိုးတွေဖြစ်နိုင်တယ်စိတ်ထဲမှာမတမကြဖြစ်နေတဲ့ကိစ္စမျိုးတွေရှိတယ်ဆိုရင်ပြေလည်သွားတာမျိုးပေါ့နော်အခြေအပိုင်းမှာတရရက်ကိုမကျင်တဲ့တာမျိုးရှိနေတာဒါမှမဟုတ်လဲတခုခုခံနေတဲ့အရာမျိုးရှိနေတာစိတ်ခံစားချက်ပိုင်းဆိုင်မှာပိတ်ဆို့မှုတွေရှိနေတာဒီလိုမျိုးတွေဆိုလို့ရှိရင်ဒီ3လအထဲမှာပေါ့နော်3လအတွင်းမှာအများကြီးကိုအတွက်ကိုဒီခံစားချက်ပိုင်းဆိုင်ရာကြီးပြောင်းလဲသွားဖို့ရှိရလို့ပြတယ်တိုးတက်လာမယ့်အနေထားပေါ့နော်ဒီတခုခုထူးထူးခြားခြားတရားရုံးနဲ့ကိုက connection စတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့မှပေါ့နော်ကိုယ့်ရဲ့စိတ်တစ်လူတစ်ပုံစံမျိုးလုံးဝဘယ်လိုပြောမလဲလွတ်လပ်ပေါ်ပါတဲ့ပုံစံတစ်ခုပေါ့နော်အခြေပိုင်းနဲ့ပတ်သက်ပြီးအဲ့လိုမျိုးလေးရှိလာနိုင်တယ်လို့တွေ့တယ်တချို့သောသူတွေအတွက်ဆိုလို့ရှိရင်じゃလေဒီမှာကအခြေပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဘယ်လိုပြောမလဲနည်းနည်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာမျိုးဒါမှမဟုတ်လည်းကိုယ့်အတွက်စိတ်ကြည်နူးမှုပေးနိုင်တဲ့အရာမျိုးပေါ့နော်ဒါတခုခုပေါ်လာဖို့တော့ရှိနိုင်မယ်လို့တွေ့တယ်အဆောင်ပြုခြင်းတခုအနေနဲ့ပို့ပြီးတော့ခံစားရတယ်ဘယ်လိုပြောမလဲ connection အသစ်တစ်ခုကြီးအဲ့လိုမျိုး relationship အသစ်တစ်ခုကြီးဒါမျိုးထက်ဆိုင်လို့ရှိရင်ကိုယ့်ရဲ့ဒီစိတ်နှလုံးသားလေးမှာပေါ့နော်အချစ်နဲ့ပတ်သက်ပြီးပြန်ပြီးတော့ထိတွေ့ခြင်းနဲ့စိတ်လေးပေါ်ပေါက်လာတာမျိုးအဲ့လိုမျိုးအခြေအပိုင်းကိုပို့ပြီးတော့ကိုယ်ကနည်းနည်းလေးစိတ်ဝင်စားမှုဖြစ်လာတာမျိုးပြီးတော့ဒီမှာလေး butterfly လေးပေါ့နော်လိပ်ပြာလေးဆိုတော့နည်းလေးလိပ်ပြာလေးတွေပြန်မဲ့ကိစ္စပေါ့နော်အဲ့လိုမျိုးလေးတွေတောင်းတော့ butterfly in my stomach ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနည်းနည်းလေးအဲ့လိုမျိုးလေးနည်းနည်းတွေ့ရတယ်စိတ်လှုပ်ရှားစရာလေးတွေခုန်စရာလေးတွေဝင်လာတာပြီးတော့ကိုယ့်ရဲ့စိတ်နှလုံးသားလေးကပို့ပြီးတော့လွတ်လပ်ပေါ့ပါလာတာမျိုးပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့ခံစားရတယ်ဆိုတော့ new relationship လို့ပုံစံမျိုးတွေအဲ့လိုမျိုးတွေထပ်ဆိုင်လို့ရှိရင်တော့တခုခုကိုကနည်းနည်းလေး
ပြန်ပြီးတော့အခြေပိုင်းမှာထိတွေ့မှုရှိလာမယ်ပြီးတော့ဒီကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေကပို့ပြီးတော့ပေါ့ပါမှုရှိလာမယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးတွေပို့ပြီးတော့တွေ့ရပါတယ်ဆိုတော့ဒါလေးကတော့ဖိုင်2ကိုရွေးချယ်ထားတဲ့သူလေးရဲ့အတွက် reading ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် Hello ဒါလေးကတော့ဖိုင်3ကိုရွေးချယ်ထားတဲ့သူလေးအတွက် reading ဖြစ်ပါတယ်ဆိုတော့ဒီလာမယ့်3လအတွင်းမှာပေါ့နော်ကိုယ့်ရဲ့အခြေကဘယ်လိုမျိုးဆက်ပြီးဖြစ်လာမလဲဒါမျိုးကြည့်တဲ့အခါမှာဆိုရင်အရင်ဆုံးပေါ့နော်ဒီမှာကလေအခြေပိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်အတွက်ကနည်းနည်းလေးconfuse ဖြစ်စရာလေးတွေကိုအရင်ဆုံးတွေ့ရတယ်ဆိုတော့ maybe အခုလက်ရှိမှာကိုကအခြေပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ်စိတ်ထဲမှာမတိချာမရမှုတွေရှိနေတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်ရင်လည်းပေါ့နော်လို့တယောက်တည်းလေးနည်းနည်းလေးလမ်းပြောင်းနေတဲ့ပုံစံမျိုးပေါ့နော်အခြေပိုင်းမှာလို့အရင်ကိုယ့်အတွက်ကဘာဆက်ပြီးဖြစ်လာမှာလဲဘလို့ဆက်ဖြစ်မှာလဲဆိုတာကိုမသိနိုင်တဲ့အခြေအနေမျိုးလေးပေါ့နော်တယောက်တည်းမှိုင်တွေ့ပြီးတော့ငြင်းမောပြီးတော့ဆွေးနေတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့ဒီအရင်ကရှိခဲ့ဘူးတဲ့ past connection တွေဒါမျိုးတွေပြန်စဉ်းစားပြီးတော့ပေါ့နော်ထပ်ပြီးတော့ပေါ့နော်တရက်ရောက်နဲ့ကိုက relationship ပေါ့နော်တိဆောက်မယ်ဆိုရင်တော့မှအစင်ကောပြေပါမလားကိုယ့်အတွက်ကိုစစ်မှန်တဲ့သူကိုတွေ့ရောတွေ့ပါအောင်မလားပေါ့နော်အချစ်ဆိုတာဘာကြီးလဲပေါ့အဲ့လိုမျိုးနည်းနည်းလေးစိတ်ထဲမှာတော့မှပေါ့နော်တွေးဝေပြီးတော့အဲ့လိုမျိုးနည်းနည်းလေးရှုပ်ထွေးမှုလေးတွေပေါ့နော်ဖြစ်နေနိုင်တဲ့အနေအထားလေးတွေရှိလောက်တယ်လို့တွေးရတယ်ပြီးတော့တချို့လူတွေအတွက်ကလေဒီမှာပေါ့နော် maybe ကိုကဒီဂျားထဲမှာဒီကာလာတော်အတွင်းမှာပေါ့နော်အဲ့လိုမျိုးအသေးခွဲထားတဲ့သူမျိုးတွေဒါမှမဟုတ်လည်းအဲ့လိုမျိုးနည်းနည်းလေးလမ်းခွဲထားတဲ့သူမျိုးလေးတွေဒီလိုမျိုးလေးလည်းပါနိုင်တယ်လို့ခံစားရတယ်ဒါမှမဟုတ်လည်းပေါ့နော်ဒီကိုယ့်ရဲ့အခြေပိုင်းမှာတခုခုကိုယ့်ပေါ်မှာတိတ်ပြီးတော့မယိုးသားတဲ့သူမျိုးတွေကိုယ့်ပေါ်မှာမစစ်မှန်တဲ့သူမျိုးတွေနဲ့ကိုယ်ကတွေ့ကြုံခဲ့ရတာမျိုးရှိနိုင်တယ်လို့မြင်မိရပေါ့နော်ဆိုတော့ဒါမျိုးလေးတွေရှိခဲ့တဲ့သူအတွက်ဆိုလို့ရှင်တော့လေနည်းနည်းလေးကိုယ့်အနေနဲ့ကဒီလိုမျိုး connection မျိုးတွေကိုယ့်ပေါ်မှာမကောင်းတဲ့သူမျိုးတွေအဲ့လိုမျိုးပေါ့နော်ကိုယ့်တက်ဆင်ပြေခဲ့တဲ့ connection မျိုးတွေဒါမျိုးတွေကနေပြီးတော့ကိုကပြောရရင်ကိုယ့်ရဲ့စိတ်ခံစားချက်ကလေးကိုလှည့်ထွက်ဖို့လိုအပ်တယ်ပြီးတော့ဒီမှာပေါ့နော်ကိုယ့်အတွက်ကိုအဲ့လိုရှေ့ဆက်ကိုရှောက်ဖို့ပေါ့နော်ရှေ့ကိုပဲဆက်ပြီးတော့ကြည့်ဖို့လိုအပ်တယ်ပြောရင်ကိုယ့် energy တွေကိုဒီလိုမျိုးပေါ့နော်မကောင်းမွန်တဲ့ connection တွေမှာမထည့်ထားပါနဲ့ဆိုတဲ့ message မျိုးရတယ်ဒီပိုင်းလေးအတွက်ကလေပြောရင်တော့အဲ့လို future ကိုပေါ့နော်ဒီပြနေရတဲ့ဆိုင်လို့ရှိရင်လက်ရှိကကိုယ့်အတွက်ကနည်းနည်းပိုအရေးကြီးနေတယ်လက်ရှိ feelings ပုံစံမျိုးမှာပေါ့နော်လက်ရှိကိုပို့ပြီးတော့နည်းနည်းအာယုံစိုက်ပြီးတော့ကိုရှေ့ကိုဘယ်လိုဆက်မလဲဆိုတာတွေးတင်တယ်အခြေအပိုင်းမှာကနည်းနည်းအဲ့လိုကိုယ့်အတွက်ကရှေ့ဆက်ဖို့အင်အားလေးတွေလိုနေတယ်ဆိုတဲ့ခံစားချက်မျိုးရတယ်တချို့လူတွေအတွက်ကကြတော့လေနည်းနည်းလေးပေါ့နော်ဒါကတော့တတိထားစရာကိစ္စမျိုးလို့ပြောလို့ရတယ်တကယ်လို့အခုလက်ရှိမှာကိုကဒီလိုမျိုးတွေမကြုံခဲ့သေးဘူးပေါ့နော်မရှိသေးဘူးလက်ရှိမှာအခြေအပိုင်းမှာပေါ့နော်ကိုယ့်အတွက်ကိုခံစားချက်ပိုင်းမတိချတဲ့သူတရက်ရောက်နေ deal လုပ်နေရမျိုးရှိတယ်ဆိုလို့ရှိရင်ဒါလေးကနည်းနည်းတတိထားတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အပြန်အလှန်ပုံစံမျိုးမဟုတ်တဲ့ connection တွေဒါမှမဟုတ်လည်းတစ်ဖက်ဘက်ကပို့ပြီးတော့ပေးနေရတဲ့ connection မျိုးတွေကိုယ့်ဘက်ကနေပြီးတော့ဆွဲထားရတဲ့ပေါ့နော်ဒီဆက်ဆံရေးမျိုးတွေဆိုလို့ရှိရင်ဒီ3လအတွင်းဒီရှေ့လျှောက်မှာဆိုလို့ရှိရင်ပေါ့နော်သူနဲ့ကရေရှည်အရင်အဆင်ပြေမှာမဟုတ်ဘူးပြီးတော့ဒီမှာဆိုရင်ပေါ့နော်တချို့တော့ကိုယ့်အတွက်ကနည်းနည်းလေးနာကျင်စရာလေးတွေဖြစ်ပေါ်လာတတ်တာမျိုးဒါမှမဟုတ်လေကိုယ့်အတွက်ပေါ့နော်အဆင်မပြေတဲ့အကြောင်းအရာကိစ္စမျိုးတွေရှိလာတတ်တာမျိုးဖြစ်နိုင်နေပေါ့နော်ဒါတော့ဖြစ်နိုင်ခြေရှိတဲ့ဟာကိုထည့်ပြီးပြောပြရပါတော့ဆိုတော့တေချာပေါက်ဒီကိုကတော့ဒီလိုမျိုးဖြစ်တော့မယ်ဆိုတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့တတိလေးထားဖို့ပေါ့နော်တချို့သူလေးတွေအတွက်ဒါလို့ထည့်ပြီးပြောပြရပါတော့ဆိုတော့ဒီဟာလေးကတော့ extra cut လေးဆွဲထားပေးရပါတော့ဆိုတော့ကိုယ့်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်အခြေကံကောင်းလာဖို့ဒါမှမဟုတ်လေကိုယ့်ရဲ့ဒီစစ်မှန်တဲ့သူကိုယ့်အတွက်ကိုကောင်းမွန်တဲ့သူsoulmate ဖြစ်ဖြစ် right person ဖြစ်ဖြစ်ဒီလိုမျိုးတွေ့လာဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်အတွက်ကလည်းအချိန်လေးနည်းနည်းယူရမယ့်ပုံစံမျိုးရှိနိုင်တယ်ပြီးတော့ကိုယ့်ရဲ့အခြေပိုင်းနဲ့ပတ်သက်တဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲယုံကြည်ချက်ကလေးတွေဒါလေးတွေပေါ့နော်ထည့်ထားဖို့လိုအပ်တယ်လို့ပြရတယ်ပြီးတော့တကယ်လို့ကိုက manifest လုပ်တာမျိုးအဲ့လိုတစ်ခုခုပေါ့နော်အခြေပိုင်းနဲ့ပတ်သက်ပြီး manifest လုပ်ထားတာမျိုးရှိရဆိုရင်ကိုယ့်အတွက်ဖြစ်တာကတော့ဖြစ်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီဟာက
ကိုဖြစ်စေခြင်းတဲ့ပုံစံအတိုင်းပေါ့နော်ကိုလိုချင်တဲ့ဟာအတိုင်းအဲ့လိုမျိုးကြီးတသွေးမသိမ်းပေါ့နော်ဖြစ်လာမယ်လို့အာမခံလို့မရဘူးပြောရင်တော့ universe ကနေပြီးတော့ကိုဘယ်လိုပြောမလဲကိုအတွက်ပေါ့နော်စီစဉ်ပေးထားတဲ့ကိုအတွက်ဆိုပြီးတော့ဖန်တီးပေးခြင်းတဲ့အခြေပုံစံဒီ soulmate ဒီလိုမျိုးကရှိထားပြီးသားဖြစ်တယ်ဆိုတော့လက်ရှိမှာကိုကကိုလိုချင်နေတဲ့ဟာနဲ့ universe ကကိုပေးချင်နေတဲ့ဟာနဲ့ကိုက်ညီမှုရှိရလားဆိုတဲ့ဟာကိုနည်းနည်းလေးတစ်ချက်ပြန်ပြီးစဉ်းစားဖို့လိုအပ်နိုင်တယ်ဒါမှမဟုတ်လဲနောက်ပိုင်းမှာကိုတွေ့လာရမယ်ပေါ့နော်အဲ့လိုမျိုး message မျိုးပေးချင်တယ်လို့ခံစားရတယ်ဆိုတော့ဒီဖိုင်လေးတွေအတွက်ကကြတော့လေအခြေပိုင်းမှာလက်တလောကတော့အရန်ကြီးဒီဖြစ်ပေါ့နော်နက်နက်ရှာရှာကြီးခံစားချက်ပိုင်းဆိုင်ရာတိတ်ပြီးတော့မထည့်ရင်တော့ပိုကောင်းတယ်ဒီလပိုင်းလေးပေါ့နော်ဒီ2လ3လအတွင်းမှာဆိုရှင်ကိုပဲပို့ပြီးတော့အာရုံစိုက်ဖို့ကတော့ပို့ပြီးတော့ကောင်းတယ်ပြီးတော့ကိုယ့်အတွက်ကိုတကယ်ကောင်းမွန်တဲ့အရာကိုယ့်အတွက်ကိုမှန်ကန်တဲ့သူကိုယ့်စိတ်ထဲကပြောရင်တော့နှလုံးသားထက်ဆိုင်လို့ရှိရင်တော့အုံနောက်ကိုပို့ပြီးတော့အတုံးချတဲ့လအခြေအနေမျိုးလို့တော့ပြောလို့ရတယ်ပေါ့နော်နည်းနည်းလေးဒီမှာကလေအခြေပိုင်းနဲ့ပတ်သက်ပြီးတော့နာကျင်စရာလေးတွေရှိတတ်တယ်ဒါမှမဟုတ် separation တွေဖြစ်တတ်တာမျိုးရုပ်တရက်ဆန်နဲ့ပြောင်းလဲခြင်းတွေကြုံတွေ့ရတတ်တာမျိုးဒီလိုမျိုးကတ်မျိုးပေါ့နော်ဆိုတော့ဒါလေးအောင်လည်းသိထားတဲ့ねဒီလိုမျိုးကြုံကိုတဲ့သူတွေကတော့အခြေပိုင်းမှာဒီလိုမျိုးပေါ့နော်ရှိခဲ့ပြီးဆိုရှင်ကတော့ဒီအကြောင်းအရာတရားတွေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့စိတ်ထဲမှာရှုပ်ထွေးမှုဖြစ်နေတာမျိုးတသနဲ့ခံစားနေတာမျိုးဘာညာထပ်ဆိုင်လို့ရှင်ရင်တော့ကိုယ့်ရဲ့ power တစ်ခုပေါ့နော်ကိုယ့်ရဲ့ဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ strong ဖြစ်အောင်သွားတဲ့နဲ့ကိုယ့်အတွက်ပေါ့နော်မသက်ဆိုင်တော့တဲ့ကိုယ်နဲ့ကိုယ့်အတွက်အကျိုးမပြုတော့တဲ့ connection တွေကနေပြီးတော့လက်ထွက်လာတဲ့နဲ့ဆိုတဲ့ message မျိုးရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ Pine Street ကိုရွေးချယ်ထားတဲ့သူလေးရဲ့အတွက် reading ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်